new video ကျွန်တော်ကတော့ဇင်းနေအကြီးပဲဖြစ်ပါတယ်တမျိုးဟိုထည့်လိုက်တယ်ဒါကတော့ကျွန်တော်ရဲ့အကောင့်အသစ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ကျွန်တော်ဒီကွာလေးခုံပြမှာဖြစ်ပါတယ်ကျွန်တော်အများကြီးထိတော့ရောက်ပြီးတော့ပါပြီလို့ပြောချင်ပါတယ်ဒါလေးတော့ဘလို့အီးစားပါလို့စားအီးစားအီးရဲ့ဇက်ကဲနှစ်ခုပေါင်းအီးစားရတယ်ဒါကတော့စကူကင်းဆိုမှဖြစ်ပါတယ်တော့ရှော့ကျွန်တော်စကူကင်းစကေးပါနော်ဒီ software အဲ့ဒါ software လေးတော့ရပါတယ်ကျွန်တော်တော့ဒီတိုင်းစကူကင်းကိုစားနှောင်းလိုက်တာဖြစ်ပါတယ်ဒါတော့အလဲကြော်လို့ရပြီပဲကျွန်တော်ဒီမာလေးပဲပြုံးကြသွားမလို့အလဲပဲချင်းတော့လာပြပါတယ်မင်းတို့တွေ့ထီရဖားပါအောင်ဖြစ်လို့ထီသွားတော့ပါလို့ကတိကတန်နာရတော့ကွာလို့ခေါ်တယ်မင်းတို့ကကွာလေကွာရအောင်နောက်ဆုံးကြမှာတွားပြင်ကြရကွာပြီမတီးလိုက်မတီးဘူးလို့လူအားရောက်တော်ပြီလို့တော်သေးတယ်ငါကျန်နေတာလေးကိုပြန်ရောက်လို့တော်သေးတယ်ဗျာတော်သေးတယ်ဘလို့ရာကျွန်တော်နာနေရလေးကိုတန်းရောက်သွားလို့လက်ကြော်ကြတော့မင်းအမလက်ကြော်လို့ရတယ်ကျွန်တော်မကြော်လိုက်ချင်လမ်းဆောက်ပြီးတော့တွားလို့ရပါတယ်ဒါလေးတော့ဒီနေရာလေးကတိကလက်ဒီနေရာလေးကတိကလက်ဒီနေရာပဲကတိကတဲ့နိုင်နေတာဒီနေရာပဲကတိကတဲ့နိုင်နေတာဒီနေရာပဲကတိကတဲ့နိုင်နေတာကွာကွာမို့တော့ငါလို့မခုံပါတော့ဘူးလို့အခုတော့ပြောကြတာလို့ဒါလေးကတော့အီးစားကလေးအောင်ကုန်လိုက်ဒါလေးကတော့လွဲလူလေးတော့အရင်တော့ဂိမ်းကြီးပေါ့နော်တော်လေးလွယ်ပါတယ်အခုကျွန်တော်စမ်းဆော့ကြတော့ fire စကားပြီးတော့ခုရဖိုင်စကားဒီရောက်တော့အရင်ဘယ်ရောက်ပေါ်ဆုံးမှာရောက်တော့မယ်ဟာတော့ဒါလေးပြီးရင်တော့ကျွန်တော်သိရမှာပဲကွယ်ဟုတ်ပါဘူးဗီဒီယိုကပိတ်တော့မယ်အောင်ကြာတော့ဟမ်ဘလို့ပြီးစီအောင်တော့ပါလေငါပြောอ่ะလုံးလုံးကြီးကွာကတိကတန်နိုင်လို့ရှော့ဟိုမဘလို့ထက်သွားလဲအဖိုင်စကားနီးအဲ့ဒါကြီးဥချလိုက်တာဗျာautomatic မှာစကီးအောက်ကိုအောင်ပြရတယ်နေရာတွေမှာကျွန်တော်တော်တော်လေးတိုင်ပဲလို့မယ်ဗျကျွန်တော်တိနေတယ်ဒါလေးဖလို့ရောက်ပြုတ်ရအောင်နောက်ဆုံးဘုံကနေပြီးအောက်ဆုံးပြန်ရောက်ပါမယ်ရောက် please okay ခုနရောက် please okay ကျုပ်အဲ့လိုမှဒီအမေရောက်ဝေးမှာရွေးပါဘူးလို့နောက်ဆုံးပိုင်းနဲ့စကားကအဲ့တော့ဘရိုဗီဒီယိုလေးကိုလည်းပိတ်တော့မယ်